လူအများစုဟာညအိတ်ခါနီးမှာစားချင်စိတ်တွေဖြစ်တတ်ကြပါတယ်။ဒါပေမဲ့မမှန်ကန်တဲ့အစားအစာတွေစားမိရင်တော့အိပ်ရေးမကောင်းတာအစာမကြေတာကိုယ်အလေးချိန်တက်ခြင်းတို့ဖြစ်နိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါတယ်။ဒီနေ့မှာတော့အိတ်ခါနီးမှာမစားသင့်တဲ့အစားအစာ၃မျိုးအကြောင်းကိုမျှဝေပြောပြပေးသွားမှာဖြစ်ပါတယ်။လူတော်တော်များများကညအိတ်ခါနီးမှာအစာစားချင်စိတ်တွေဖြစ်လေရှိကြပါတယ်။ဒါပေမဲ့မမှန်ကန်တဲ့အစားအစာတွေကိုစားမိရင်တော့အိပ်ရေးမကောင်းတာအိပ်မပျော်တာအစာမကြေတာကိုယ်အလေးချိန်တက်တာတို့ဖြစ်နိုင်ပါတယ်။ဒီတော့ဘယ်လိုအစားအစာတွေကိုညအိတ်ခါနီးမှာရှောင်သင့်တယ်လဲဆိုတာကိုကြည့်လိုက်ရအောင်။နံပါတ်1ကဖိန်းပါသောအစားအစာနဲ့အဖျော်ယမကာများဥပမာကော်ဖီလက်ဖက်ရည် energy drink တို့ပဲဖြစ်ပါတယ်။ကဖိန်းဆိုတာကအုံနှောင်းကိုတက်ကြွစေတဲ့ပစ္စည်းဖြစ်ပါတယ်။ညအိတ်ခါနီးမှာကဖိန်းပါသောအစားအစာတွေကိုစားမိရင်တော့အိတ်မပျော်ခြင်းအိတ်ချိန်နောက်ကျခြင်းအိတ်ရေမဝခြင်းတို့ဖြစ်တတ်ပါတယ်။အထူးသဖြင့်အိတ်ချိန်မတိုင်မီ၄နာရီအတွင်းမှာကဖိန်းပါတာတွေကိုမစားတော့သင့်ပါဘူး။နံပါတ်2ကအစီများသောအစားအစာများအကျော်အလှော်အစားအစာများတို့ပဲဖြစ်ပါတယ်။ဥပမာကြက်ကြော် fresh food များဒီလိုအစားအစာတွေကအစာချေဖို့အချိန်ကြာပါတယ်။အိတ်ခါနီးမှာစားလိုက်ရင်အစာမကြေခြင်းဝမ်းပိုင်းအလော်လေးလံခြင်းအိတ်နေချိန်အဆင်မပြေခြင်းတွေဖြစ်စေနိုင်ပါတယ်။တခါတလေတော့အစာအိမ်အောက်ခြင်းအစာအိမ်မအေးခြင်းတွေလည်းဖြစ်တတ်ပါတယ်။နံပါတ်3တကြားများသောအချိုအစားအစာများဥပမာကိတ်မုတ်ချိုသောမုတ်များတကြားများတဲ့အစားအစာတွေကသွေးချိုကိုမြ мян တက်စေပြီးအဲ့ဒီနောက်ချက်ချင်းကျသွားစေပါတယ်။အဲ့ဒါကြောင့်အိတ်မပျော်ခြင်းညအလယ်မှာမကြာခဏနိုးထခြင်းမနေ့အိပ်ရာထားတဲ့အခါပင်ပန်းနေခြင်းတို့ဖြစ်စေနိုင်ပါတယ်။အဲ့ဒီတော့ညအိတ်ခါနီးမှာကဖိန်းပါတာတွေအစီများတဲ့အကျော်အလှော်တွေတကြားများတဲ့အစားအစာတွေကိုရှောင်ရှားသင့်ပါတယ်။အစားထိုးအနေနဲ့နှုတ်ပူတစ်ခွက်ဒါမှမဟုတ်ငပြောသီးတစ်သီးဝနံအနှဲငယ်ကိုစားသုံးနိုင်ပါတယ်။အိပ်ရေးကောင်းမှနေ့စဉ်ဘဝလည်းကျန်းမာပျော်ရွှင်စေနိုင်တာမို့ဒါကြောင့်အိတ်ခါနီးမှာဘာစားမလဲဆိုတာကိုတတိထားရွေးချယ်ပါဒီအကြောင်းအရာကသင်အတွက်အကျိုးရှိတယ်ဆိုရင်တော့သင်ရဲ့မိဘရွှေမျိုးတငယ်ချင်းများနဲ့ညီလကိုမောင်နှမများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကျူတင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာယောဂဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေခင်ဗျာ